ဒါလေးကတော့ဂမ်ဘီယာကတ်ကလေးပဲဖြစ်ပါတယ်ဂမ်ဘီယာကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါဟုတ်ကဲ့ဒါလေးကတော့ဘာမှုလဲကတ်ကလေးပဲဖြစ်ပါတယ်เนาะဘာမှုလဲကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတော့ကိုမများအားလုံးကလည်းပဲသူ့ရဲ့ရှေ့ဘက် channel နောက်ဘက် channel ကိုတခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါเนาะဒါလေးကတော့စွမ်းရင်ဒီကတ်ကလေးပဲဖြစ်ပါတယ်เนาะစွမ်းရင်ဒီကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါဟုတ်ကဲ့ဒါလေးကတော့အောင်ပြည့်စုံကတ်ကလေးပဲဖြစ်ပါတယ်เนาะအောင်ပြည့်စုံကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါဒါလေးကတော့ပေါက်ချိုင်းကတ်ကလေးဖြစ်ပါတယ်เนาะပေါက်ချိုင်းကတ်ကလေးကိုအသုံးပြုတဲ့ကိုမများကလည်း screenshot ရိုက်ထားပါဒါလေးကတော့ပေါက်ကြော်မကတ်ကလေးပဲဖြစ်ပါတယ်เนาะပေါက်ကြော်မကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါဒါလေးကတော့အောင်နမိတ်ကတ်ကလေးပဲဖြစ်ပါတယ်เนาะအောင်နမိတ်ကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့ကိုမများအားလုံးကလည်းပဲသူ့ရဲ့ရှေ့ဘက် channel နောက်ဘက် channel ကိုတခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါเนาะဟုတ်ကဲ့ကိုမများအားလုံးပဲပေါ့เนาะကျွန်တော်ကပြောခဲ့သလိုပဲဒီဗီဒီယိုထဲမှာကိုမတို့လိုချင်တဲ့အတိတ်စာရက်တွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့တခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါเนาะတကယ်လို့ကိုမတို့လိုချင်တဲ့အတိတ်စာရက်တွေကဒီဗီဒီယိုထဲမှာတော့ကျွန်တော်အရင်တစ်ခါတင်ပေးခဲ့တဲ့ဗီဒီယိုပထမပိုင်းမှာတော့ပါမလာခဲ့သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုမ join ရသေးလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါအောင်လို့ပြောလိုက်ပြစီဗျာเนาะကျွန်တော်ရဲ့ Telegram channel လေးကို join ထားမယ်ဆိုလို့ရှိရင်ကိုမတို့အနေနဲ့ကအပတ်တိုင်းတွေအတိတ်စာရဲ့အစုံအလင်နဲ့เนาะနေ့တိုင်းခဏန်းတွေကိုလည်းတခါတည်းဗီဒီယိုကြည့်ရှုရမှာပဲဖြစ်ပါတယ်เนาะဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကလည်းတခါတည်းဗီဒီယိုတွေကို YouTube မှာအမြဲတမ်းလိုတင်မပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမတို့အနေနဲ့ကကျွန်တော်ရဲ့ Telegram channel လေးကိုမ join ရသေးလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါအောင်လို့ပြောလိုက်ပြစီဗျာเนาะဟုတ်ကဲ့ဒါလေးကတော့ sum market ကလေးပဲဖြစ်ပါတယ်เนาะတကယ်လို့ကိုမတို့လိုချင်တဲ့အတိတ်စာရက်တွေကဒီဗီဒီယိုထဲမှာပါလာခဲ့တဲ့ screenshot ရိုက်ပြီးတော့မယူတတ်တဲ့သူများကလည်းပဲကျွန်တော်ရဲ့ Telegram channel လေးကိုတခါတည်းတော့ရောက်ပြီး join ခဲ့ကြပါဦးခင်ဗျာ